ထိုမိန်းကလေးသည်သူမကိုယ်တိုင်ချက်ပြုတ်ထားသောအိမ်တွင်းဖြစ်ဟင်းများကိုသူမ၏ရည်စားဖြစ်သူကခွေးများကိုကျွေးမွေးနေသည်ကိုသတိပြုမိခဲ့သည်သူမကိုပေးခဲ့သောလက်ဆောင်များအားလုံးသည်လည်းအိမ်မွေးခွေးများဝတ်ဆင်ခဲ့မှုသည့်လက်ပတ်များသာဖြစ်နေခဲ့သည်သို့သောသူမသည်စိတ်မကောင်းဖြစ်ခြင်းသို့မဟုတ်စိတ်ထိခိုက်နာကျင်ခြင်းလုံးဝမရှိခဲ့သည့်အပြင်သူ့ထံမှလှည့်စားခြင်းကိုခံရသည်ကိုပင်သဘောကျနှစ်ချိုက်နေခဲ့သည်အဘဲကြောင့်ဆိုသောသူမတွင်လိန်ညာမှုမှအကျိုးများရရှိစေသည့်စနစ်တစ်ခုပွင့်နေသောကြောင့်ဖြစ်သည်သူမ၏ရည်စားလိန်ညာပြောဆိုလိုက်သည့်စကားတိုင်းကသူမအတွက်လက်ငင်းငွေသားများကိုတည်ဆောင်လာပေးသည်သူမ၏စုစုပေါင်းစုဆောင်းမိသောဝင်ငွေမှာဒေါ်လာ9 သန်းအထိရှိနေပြီဖြစ်သည်ထိုပမာဏသည်ဒေါ်လာ10 သန်းပြည့်သွားသည်နှင့်တပြိုင်နက်ငွေသားအလုံးကိုထုတ်ယူနိုင်ပြီဖြစ်သည်သူမသည်ဖုန်းကိုကောက်ကင်ကသူမ၏ရည်စားထံသို့ဖုန်းခေါ်ဆိုခဲ့သည်သူမသည်မိဘမဲ့အဖြစ်ကြီးပြင်းလာခဲ့ရသူဖြစ်သဖြင့်သူ့မိသားစုကသူမ၏နောက်ခံကိုအထင်သေးမိကိုစိုးရိမ်ကြောင်းပြောပြခဲ့သည်ထိုအခါသူမ၏ရည်စားကသူ့မိဘများကသူမကိုအပြည့်အဝလက်ခံထားပြီးဖြစ်ကြောင်းလိန်ညာပြောဆိုခဲ့ရာစနစ်ကသူမ၏အကောင့်ထဲသို့စုကြေးငွေဝင်ရောက်လာကြောင်းချက်ချင်းပင်အကြောင်းကြားစာပြသခဲ့သည်ထိုမျိုးသားသည်ဖုန်းချပြီးနောက်ဤအကြောင်းကိုသူတငယ်ချင်းများထံကြွားဝါခဲ့သည်သူအပေါင်းအသင်းတိုင်းဝိုင်းထဲမှလူများသည်မိန်းကလေးပြိုလေးများ၏ခံစားချက်ကိုကစားရသည်ကိုအလွန်နှစ်သက်ကြသူများဖြစ်ကြသည်အချို့မိန်းကလေးများသည်မင်္ဂလာဆောင်သည့်နေ့တွင်လူပုံအလယ်၌အဆက်ခွဲခြင်းကိုခံခဲ့ကြရပြီးအချို့မှမူစွန့်ပစ်ခြင်းခံရပြီးနောက်စိတ်ပိုင်းဆိုင်ရာပြိုလဲပျက်စီးသွားခဲ့ကြသည်အချို့ဆိုလျှင်ဆက်ဆံရေးပြတ်ပြားသွားခြင်းကြောင့်အစွန်းရောက်သည့်နီလန်းများကိုပင်ရွေးချယ်သွားခဲ့ကြသည်ဤမိန်းကလေးသည်သူ၏69ယောက်မြောက်ခံစားချက်အမဲလိုက်ကွင်းမှတားကောင်များသာဖြစ်သည်သူ၏ရည်စားဟောင်းကမကောင်းသောအကြံတစ်ခုထုတ်ခဲ့သည်ယင်းမှာထိုမိန်းကလေး၏မွေးနေ့ပါတီတွင်စစ်ဆက်ကြောင်းလမ်းရန်အဆိုပြုပြီးမှလူအားလုံး၏ရှေ့မှောက်၌လူသိရှင်ကြားပြည့်စဲရန်ဖြစ်သည်မိန်းကလေးသည်တကားအပြင်ဘက်ကနေထိုပူးပေါင်းကြံစည်မှုတစ်ခုလုံးကိုမြင်တွေ့ခဲ့ရသည့်မူလကသူမသည်စနစ်မှတစ်ဆင့်ငွေရှာရန်သာရည်ရွယ်ခဲ့တော်လဲနောက်ပိုင်းတွင်လူသားတို့၏ရုပ်ဆိုးလာသောအမောင်ဖက်ချမ်းကိုအထင်ရှားမြင်တွေ့သွားခဲ့ရသည့်ထို့ကြောင့်သူမသည်သူမ၏မူလအစီအစဉ်ကိုပြောင်းလဲရန်ဆုံးဖြတ်လိုက်ပြီးထိုလူများကိုလည်းအလားတူခံစားချက်ဆိုးမျိုးပြန်လည်မြည်ဆန်းစေရန်စိတ်ပိုင်းဖြစ်လိုက်သည်သူမ၏ရည်စားပိုင်ဆိုင်သောကုမ္ပဏီကိုလွှဲပြောင်းရယူရန်အတွက်ဒေါ်လာ9 သန်းထပ်မံလိုအပ်နေသေးကြောင်းစနစ်ကပြသနေသည်သူမ၏ရည်စားသည်သူမ၏ယုံကြည်မှုကိုအပြည့်အဝရရှိရန်အတွက်တမိုးကြီးပြီးရှားပါးသည့်ကန့်သက်ထုတ်လုပ်ထားသောဝတ်စုံများကိုဝယ်ယူပေးခဲ့သည်သူရည်စားဟောင်းသည်ထိုဝတ်စုံကိုမြင်သောအခါအလုံးမနာလိုဖြစ်သွားပြီးရှေ့သို့တိုးလာကမိန်းကလေး၏ဆင်းရဲသောဘဝနောက်ခံကိုနှိမ်ချလောင်ပြောင်းခဲ့သည်မိန်းကလေးကလည်းမဆိုင်မတွပဲပြက်ပြက်သားသားပြန်လဲတုတ်ပြန်ခဲ့သည်သူရည်စားဟောင်းသည်ပြန်လဲချေပခြင်းခံရသဖြင့်အလွန်မင်းဒေါသထွက်သွားခဲ့သည်ထိုမျိုးသားကသူမကိုတားဆီးကာစိတ်အေးထားရန်ပြောပြီးနောက်ငွေရှင်းကောင်တာတို့သွားခဲ့သည်မိန်းကလေးသည်သူမ၏အရေးပြားပေါ်ရှိအချစ်အမတ်သားများကိုတိုက်ရိုက်ချပြလိုက်ရာသူရည်စားဟောင်းသည်ရခင်ကထက်ပိုမို၍ဒေါသပေါက်ကွဲသွားခဲ့ပြီးထိုမိန်းကလေးသည်စောစောနှင့်နောက်အဆုံးပစ်ခံရမှာတေချာသည်ဟုစွပြောနေခဲ့သည်မိန်းကလေးသည်သူမ၏ရည်စားမိမိတို့အနာသို့ရှောက်လာသည်ကိုမြင်သောအခါတနေ့တွင်သူမကိုထားသွားမိလားဟုစိုးရိမ်တကြီးမေးမြန်းခဲ့သည်သူမ၏ရည်စားကသူမကိုစိတ်သက်သာရာရစေရန်နူးညံ့သောစကားများဖြင့်ချော့မော့ခဲ့ပြီးသူမကိုဘယ်တော့မှပြစ်မသွားပါဟုအခိုင်အမာကြေဆိုခဲ့သည်ထိုအခါစနစ်ကသူမ၏အကောင့်ထဲသို့ဒေါ်လာ2 သန်းချက်ချင်းထည့်သွင်းပေးခဲ့သည်မိန်းကလေးသည်သူမ၏ရည်စားကုမ္ပဏီကိုအောင်မြင်စွာသိမ်းပိုက်နိုင်ပါမလား